မင်္ဂလာပါ Robot Energy ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Robot Energy Company ရဆိုရင်တော့စင်ကာပူအခြေစိုက် company ကနေ QAQC pass ထားတော့ residential တော့ Robot Energy Operate Inverter တွေနဲ့ Light Proof Battery တွေကိုမြန်မာနိုင်ငံအတွင်းမှာတရားဝင်ဖြန့်ဖြူးရောက်ချနေတဲ့ company တစ်ခုလည်းဖြစ်ပါတယ်ပထမဦးစွာကျွန်တော်တို့ Robot Energy မှာရရှိနိုင်တဲ့ product တွေကိုမိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Operate Inverter တွေမှာဆိုရင်တော့ 1.6 kW Operate Inverter ကိုမှာ low frequency နဲ့ high frequency ဆိုပြီးတော့နံပါတ်ရရှိနိုင်မှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့3 kW 6.2 kW နဲ့11 kW ဆိုပြီးတော့ residential တော့ operate inverter များကိုကျင်းသွင်းရောက်ချပေးနေရပဲဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ light volt battery ဖြစ်တဲ့51 micro series ထဲမှာဆိုရင်တော့ LP series နဲ့ RFP series ဆိုပြီးတော့နှစ်မျိုးနှစ်ဆရှိပါတယ်။ဒီ series နှစ်ခုစလုံးမှာဆိုရင်တော့51.2ကို100 ampere 200 ampere နဲ့300 ampere ဆိုပြီးတော့ရရှိနိုင်တယ်လို့မျိုးကျွန်တော်တို့25.6ကို series ထဲမှာဆိုရင်လည်း100 ampere ကိုမှာMetal casing အနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ Double A4 series ထဲမှာဆိုရင်တော့ APS type အနေနဲ့100 ampere နဲ့200 ampere ဆိုပြီးတော့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ Robot Energy ရဲ့ Light Bulb battery တွေမှာအသုံးပြုထားတဲ့ cell တွေကတော့ brand new ကိုမှ EV cell နဲ့ Lithium cell တွေကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်တို့ Robot Energy ကနေဝန်ဆောင်မှုပေးနေတဲ့ product warranty တွေနဲ့ service warranty တွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ Operate Inverter တွေမှာဆိုရင်တော့ Julia 1+1 warranty ပေးထားပြီးတော့ကျွန်တော်တို့ Light Bulb battery တွေဖြစ်တဲ့25.6 volt battery တွေကိုတော့5 year fully warranty ပေးထားပြီးတော့ 51.2 series တွေမှာဆိုရင်တော့10 year 5+5 warranty ပေးထားတာပဲဖြစ်ပါတယ်။ဒါအပြင်2.8 series တွေမှာဆိုရင်တော့5 year ကိုမှာ3+2 warranty ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့စာပေနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေမှာဆိုရင်တော့ရန်ကုန်နဲ့မန္တလေးမြို့ကြီးနှစ်မြို့မှာ call center တိစောက်ထားပြီးတော့စာပေတဲ့အနေနဲ့တည်ရှိမှာပဲဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ on call အနေနဲ့မနက်9:00နာရီရန်စပြီးတော့ညနေ9:00နာရီအထိပိတ်ရက်မရှိဖြည့်ရှင်းဆောင်ရွက်ပြီးမှဖြစ်တယ်လို့မျိုးစာပေတင်လိုအပ်ပါကလည်းကျွန်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးနှစ်မြို့ပေါ်မှာဆိုရင်တော့24 hour အတွင်း action ယူဆောင်ရွက်ပြီးမှာဖြစ်ပါတယ်ခင်ဗျာ။